တွေ့ပြီဒီညတော့ကွာလူငယ်နဲ့အပြက်ကိုဖြုတ်မှာကွာမိမယောက်ျားကို5000တော့ခဏပေးတယ် မဲလွယ်လွယ်လေးပါလေရှင်မထက်9000တော့ဘာလို့ဖို့လဲရှင်မထက် မိမရေယောက်ျားဒီရွာလေး60လေးဆက်လိုက်ဖွင့်နေရယောက်ျားကိုမသိတဲ့လူမရှိဘူး အေးလေအားမလို့လည်းမသိတဲ့လူ ပြီးခဲ့တဲ့မင်္ဂလာဆောင်တော့ကလေ အေးလေ ဒီလူငယ်ရွာရဲ့လူငယ်တွေပဲ အေးလေ ယောက်ျားလူငယ်အဖွဲ့အစည်းတော့ပါတယ်လေ အေးလေအားဘာဖြစ်လို့ အဲ့ဒါဟိုမင်္ဂလာပွဲကိုအဲ့ဒါစတီကုံတွေတို့ဟိုပကခွဲရောက်တယ်တဲဖို့ပြောတာမင်းညီလေးတို့မင်းတို့တဲကြလို့ယောက်ျားခိုင်းတာ အေးလေ အဲ့ဒါကိုအဲ့လူငယ်တွေကဘာလို့ပြောလဲဆိုတော့မရေကြောက်တဲ့သူကလည်းကျွန်တော်တို့လာပြီးတော့လေဆရာကြီးဒီဇိုင်းနဲ့လာမလုပ်နဲ့မလုပ်နိုင်ဘူးလေအဲ့လိုပြောတယ်ပဲအဲ့ဒါကိုယောက်ျားဘူးညဒီကောင်တွေကိုအပြတ်ဖြုတ်လို့ အဲ့ဒါနဲ့ပတ်သက်9000ထုတ်တာနဲ့ဘာဆိုင်လဲတော့ပြောပါ ခက်တော့မိမရေနေတော်တော်နားဝေးပါလားတော်တော်ခက်ပါလေယောက်ျားသိခါတွေဘယ်လောက်ကြာသွားလဲ အေးလေအကြတော့ အဲ့သိခါကြာလို့ကိုသိခါပြန်ဆဲရမယ် အပတ်ဆက်9000နဲ့တိတ်ခါပြန်ဆယ်မှာ ဟုတ်တယ်လေအဲ့ပတ်သက်9000နဲ့ရောက်လူငယ်တွေကိုအပြတ်ဖြုတ်ပြီးတော့သိခါပြန်ဆဲရမှာ မင်းဒီကားတော့မကြဘူးဘယ်လိုပြောပြန်ဆယ်မှာလဲကပြောပါ ဒီညလူငယ်တွေကိုအပြတ်ဖြုတ်ပြင်မှာ မြက်ဖြုတ်ပြမှာ အပြတ်ဖြုတ်ပြင်မှာလူငယ်တွေကိုဖြုတ်ပြင်မှာငါမိမလို့ကြည်လူလို့အဲ့ပတ်သက်9000ဘယ်လိုမင်းတို့မင်္ဂလာဆောင်မှာမတော့နဲ့ကွာတော့ငါကိုယ်လည်းတိုက်တယ်ကွာလို့ငါမိမတိုက်ခိုင်းလိုက်တာကွာလို့အဲ့လိုသိခါပြန်ဆဲရမှာ အဲ့လိုပြန်ဆယ် အဲ့လိုပြဆရမယ်နောက်ဆုံးပဲဒီကိုဆက်လိုက်ခွင့်နေရဆိုဒီလူငယ်လေးမကင်းဘူးလေအဲ့ဒီနားမလဲကိုစီဝိုင်းဒီနားမှာထောင်မြင်လို့ရာဆောင်သားမှာမင်းမဟုတ်တော့တက်တော့ကြာကြာပတ်စံနေမှာ ကျုပ်ယူဝင်မရှိချိန်တဲ့ခါလည်းတော့ပြန်ခဲ့နော် စိတ်ချ哎呦我的妈！ မင်းကတော့ကြားနေနော် ကြားလေးရဲ့ အဲ့ဒါ